ไม่ใช่กงเซนเทนเดนเล่นเล่นตีเมียนดอมูดอนโลกาวิดูมีเบอีนะโม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 ชาวพละดีนะยันมาแค่ที่มาว่าแต่กันแล้วนิยามของที่ชีวิตสองส่วนก็บอกว่าในเมตยาพุทธยามาเนี่ยพูญาในแบบฉันแบบเดียวโดนเนี่ยเดียวเธอตัวกูเนี่ยเนี่ยส่วนเนี่ยยาเลยในยาวิพิเศษสาธิลานายาสามีนกกระหางแก้วลันเดธาเมบันเดปิยาปิหาบันเดคาเนนาตหะเป็นสาธิลานายาสามีนกกระหางแก้วลันเดธาเมบันเดตันดาระวัฏฏะทุกขโตโมสนาทายะอิมานิสิวราดานาวัตถุนิไว้กูตังกัตตาเทมะอุเสมะตันเมปุญญาอัตตะเวคญาวะหังโหตุตันเมปุญญาปานัตตะพิเศโยโหตุဖျားပူဓမ္မမိတ်ဆွေများယခုရောက်ရှိနေတာကတော့တန်ဝေစနိယလိဌာနမှာတခုအပါဝင်ဖြစ်တဲ့မြတ်ဗုဒ္ဓပြိဋိဘံဆံဝင်တော်မူခဲ့ရာကုသိနာယုံအင်ချင်းရကုံပဲဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ဟာ45ဝါကာလပတ်လုံးနိညာမအားတရဝါတို့အားတရားရည်ဤအမြိုက်စီတိုက်ကျွေးတော်မူခဲ့ကပြိဋိဘံပြုတော်မူဖို့အတွက်ကုသိနာယုံသို့ကြွတော်မူခဲ့ပါတယ်။ဘုရားရှင်သည်ကုသိနာယုံမှာပြိဋိဘံဆံတော်မူရခြင်းဟာမဟာတုတ္တနာတုတ်ကိုဟောဝင်တင်ခြင်းသူပဒပရပိုက်ကိုဆုံးမတော်မူရခြင်းဓာတ်တော်ကိုလူရဲကြတဲ့ကလဟဝိဝါဒမှာဒေါနပုံနာဖြန့်ပြေးပြီးဝေဖန်နိုင်ခြင်းအစရှိတဲ့အကြောင်း၃မျိုးတို့ကိုမြင်တော်မူတဲ့အတွက်ကုသိနာယုံသို့ကြွလာရခြင်းဖြစ်ပါတယ်။အဲ့ဒီလိုကြွချီတော်မူလာရာကုသိနာယုံမာလာမင်းတို့ရဲ့အင်ချင်းဥယျာဉ်သို့ရောက်တော်မူလာခဲ့ပါတယ်။အဲ့ဒီဥယျာဉ်ရဲ့အင်ချင်းပင်ပြိုနှစ်စုံရဲ့အကြားမှာရတနာကြောင်ဆောင်ကိုမြောက်ရက်သူဥကောင်းလှေကခင်းကျင်းစေခဲ့ပါတယ်။မြတ်စွာဘုရားဟာအဲ့ဒီရတနာကြောင်ဆောင်ပေါ်မှာလက်ရာနှထောင်းဖြင့်လှဲလျောင်းတော်မူခဲ့ပါတယ်။အဲ့ဒီအခါခေါင်းရင်းနဲ့ခြေရင်းတို့မှာရှိတဲ့အင်ချင်းပင်ပြိုတို့ဟာအခါမဲ့ပွင့်တဲ့ပန်းတို့ဖြင့်ပင်လုံးကျွတ်ပွင့်ကုန်ပြီးမြတ်စွာဘုရားရဲ့ကိုယ်တော်ထက်သို့ဝိမုံဝိဆန်တို့မပြတ်တမ်းဖြန့်ကျဲခဲ့ကြပါတယ်။ဥယျာဉ်တွင်မှရှိတဲ့တစ်ပင်ပေါင်းတို့ဟာလည်းနှာမောင်းဆက်ခါဖျားရှိရာသို့ရှေးရှုညွှတ်လျက်ပင်လုံးကျွတ်ပွင့်ကုန်ကြပြီးဖျားရှင်အားပူဇော်ခဲ့ကြပါတယ်။တထောင်သောလောကရမှာရှိကြကုန်သောနတ်မြမအပေါင်းတို့ဟာမြတ်စွာဘုရားရှင်ကိုပန်းနတာတို့ဖြင့်ပူဇော်ခဲ့ကြပါတယ်။မြတ်စွာဘုရားရှင်ဟာဝေဒနာကိုခံစားနေရပေမဲ့လည်းညင်ဦးရံမှာမန္လမင်းတို့အား၎င်းတကောင်ရံမှာသူပရပရပိုက်အားတရားရည်ဤအမြိုက်စီးတိုက်ကြွေးပြီးယဟန္တာဖြစ်သူရောက်ရှိစေရန်၎င်းမိုးတောက်ရံမှာယဟန်ပရိသတ်တို့နှင့်တကွနတ်မြမအပေါင်းတို့အား၎င်းတရားဟောကြားတော်မူပြီးနောက်ဆုံးဩဝါဒအနေနဲ့ဟန္တာဒါနီဘိက္ခဝေအစရှိတဲ့နောက်ဆုံးစကားအပ္ပမာဒတရားကိုဟောကြားတော်မူခဲ့ပါတယ်။သူပရယဟန်ဟာမြတ်စွာဘုရားလက်ထက်တော်မှာနောက်ဆုံးယဟန္တာတစ်ပါးအဖြစ်ထင်ရှားခဲ့ပါတယ်။
အဲ့ဒီနောက်ဖျားရှင်ဟာမိုးတောက်ခန်းဒီလင်းအားကြီးချိန်မှာအနုပါရိတေတာနိဗ္ဗာန်ဓာတ်ဖြင့်ပြိဋိဘံဆံတော်မူခဲ့ပြီးဒုက္ခဇတ်သိမ်းချုပ်ငြိမ်းတော်မူခဲ့ပါတယ်။ဒါကြောင့်ဒီနေရာဟာတန်ဝေစနိယလိဌာနမှာပါဝင်တဲ့ထူးမြတ်တဲ့နေရာဌာနတစ်ပါးဖြစ်ပါတယ်။ဒီရုပ်ပွားတော်ကြီးကိုAD 900စုလောက်ကမထူရာမျိုးသားဘိတုကာဒီနာဆိုသူကထုလုပ်ခဲ့ပြီးဟရိဗလစွာမိဆိုသူကလှူဒန်းခဲ့တယ်လို့မှတ်တမ်းများအရသိရပါတယ်။ကြီးကိုတေချာဖို့မယ်ဆိုလို့ရှိရင်တဲ့၃မျိုး၃စားခုတွေ့နိုင်တယ်ခြေရင်တော်ဖက်ကနေပြီးတော့မျက်နှာတော်ကြည့်ပြီးတော့ဖို့မယ်ဆိုလို့ရှိရင်ဝေဒနာခံစားနေရတဲ့ပုံကိုဖုတွေ့နိုင်တယ်တဲ့အလေကဖို့မယ်ဆိုလို့ရှိရင်ပြုံးရွှင်နေတဲ့ပုံကောင်းရင်တော်ဖက်ကဖို့မယ်ဆိုလို့ရှိရင်ပရိနိဗ္ဗာန်ဆံဝင်တော်တဲ့ပုံကိုဖုတွေ့နိုင်တယ်တဲ့ဆိုတော့၃မျိုး၃စားဖုတွေ့နိုင်တယ်အဲ့ဒါကြောင့်ဘုရားရှင်ပရိနိဗ္ဗာန်ပြုနေတဲ့ပုံစံအတိုင်းထုလုပ်ထားတဲ့နေရာမှာဒီဆောက်လုပ်ထားတဲ့ကျောက်ကိုကြတော့မဟာပရိနိဗ္ဗာန်အကျောက်တော်လို့ခေါ်တယ်နော်အဲ့တော့ဘုရားတော်မှာကဘုရားရှင်ပရိနိဗ္ဗာန်ပြုခဲ့တာအဲ့ဒီနေရာလားဆိုတော့အဲ့ဒီနေရာမှာမဟုတ်ဘူးအဲ့ဒီဘုရားကြီးဖူးတွေ့ခဲ့တဲ့နေရာတော့မဟုတ်ဘူးအခုတခါတခါမှလည်းရှေ့မှာတွေ့မြင်နေရတဲ့ဇေဒီတော်ကြီးဒီဇေဒီတော်ကြီးရဲ့နေရာမှာဒါလည်းဘုရားရှင်ပရိနိဗ္ဗာန်ပြုခဲ့တာဖြစ်တယ်တက်တော်တွေကိုဒီတောနာပုံနာကဝေပေးတဲ့အခါနေပြီးတော့ဒီမန်လာမဲသားတွေရတဲ့ဝေစုပေါ့တက်တော်ဝေစုအဲ့ဒီတက်တော်ဝေစုကိုဒီဘုရားရှင်ပရိနိဗ္ဗာန်ပြုတဲ့နေရာမှာပဲဌာပနာထိပြီးတော့ဇေဒီတည်ထားတာဖြစ်တယ်အဲ့တော့ဒီအထက်မှာဆိုလို့ရှိရင်မုံလာဇေဒီဆိုတာရှိသေးတယ်ခုတွေ့မြင်နေရတာကတော့မုံလာဇေဒီမဟုတ်ဘူးဒီအထက်မှာပဲမုံလာဇေဒီကရှိတယ်
တ်စွာဘုရားရှင်ဘာဝပြေကနေကုသိနာယုံသို့ကြွားရောက်တော်မူလာရာပြိဋိဘံဆံဝင်တော်မမူခင်နောက်ဆုံးရေကြီးတော်ဖုံးပေးသုံးဆောင်ခဲ့တဲ့နေရာဖြစ်ပါတယ်ဒေသခံတွေကတော့မာထကူဝလို့ခေါ်ဆိုကြပါတယ်ဘုရားရှင်ကုသိနာယုံသို့ကြွတော်မူရာလမ်းခီးမှာပြင်းထန်စွာသောသွေးဝမ်းသွန်တဲ့ဝေဒနာကိုခံစားတော်မူရတဲ့အတွက်ပင်ပန်းတော်မူတာကြောင့်အရှင်အာနန္ဒာအားဒီနေရာမှာရေကြီးတော်ကိုစက္ကပ်စေခဲ့တဲ့နေရာဖြစ်ပါတယ်အခုအခါမှာတော့မြတ်ဗုဒ္ဓရေကြီးတော်တောက်သုံးခဲ့ရာအထိမ့်မှန်အဖြစ်နဲ့အုတ်တိုက်ငယ်တစ်ခုရှိပြီးအတွင်းမှာဘူမိဖတ်တမုဒရာရုပ်ပွားတော်တစုကိုလည်းဖူးတွေ့ရမှာဖြစ်ပါတယ်ဒီရုပ်ပွားတော်ဟာဆူတောင်းပြည့်တယ်လို့သိရတဲ့အတွက်ဖျားဖူးတွေဟာလည်းအသီးသီးဝတ်ပြုဆူတောင်းခဲ့ကြပါတယ်ဒီနေရာကတော့ဒေါနာပုံသားကြီးကမြတ်ဗုဒ္ဓရဲ့ကျွမ်းကျင်ရည်တဲ့ဓာတ်တော်များကိုခွဲဝေပေးခဲ့တဲ့နေရာဖြစ်ပါတယ်မြတ်စွာဘုရားပြိဋိဘံစံပြီးနောက်ရှစ်ပြည်တောင်သောဘင်းတွေဟာမြတ်ဗုဒ္ဓရဲ့ဓာတ်တော်များကိုသူရတိုက်တယ်ငါရတိုက်တယ်လို့ညှင်းခုန်ကြရင်စစ်မဲ့ဖြစ်ပွားဖို့အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်ဒါကြောင့်ရှစ်ပြည်တောင်မင်းတို့ရဲ့ဆရာဖြစ်တဲ့ဒေါနာပုံသားကြီးကငြိမ်းချမ်းရေးကိုအလိုရှိတဲ့မြတ်ဗုဒ္ဓရဲ့ဓာတ်တော်များအတွက်နဲ့စစ်ပွဲဖြစ်ရန်မသင့်လျော်ကြောင်းဝင်ရောက်ဖြန့်ပြပြီးဓာတ်တော်များကိုအညီအမျှခွဲဝေပေးခဲ့တာပဲဖြစ်ပါတယ်ရှစ်ပြည်တော်သောမင်းတို့ဟာလေမိမိတို့ဝေစုရတဲ့မြတ်ဗုဒ္ဓရဲ့ဓာတ်တော်များကိုမိမိတို့နေရာဒေသအသီးသီးသို့ပင့်ဆောင်တော်မူပြီးဓာတုစေတီများတည်ထားကိုးကွယ်ခဲ့ကြပါတယ်မဟာပရိနိဗ္ဗာန်ဇီတိတော်ကြီးရဲ့အရှိတောင်ဘက်ခံယွန်းယွန်းမှာအင်္ဂါရဇီတိတော်ကြီးရှိပါတယ်မြတ်စွာဘုရားရဲ့ဥရုဇယုတ်ကလတ်တော်ကိုတေဇောတဲ့လောင်ကျွမ်းရာဌာနဖြစ်ပြီးဒေသခံများကရမန်ဘာလို့ခေါ်ဆိုကြပါတယ်မန္လမင်းတို့ရဲ့အုတ်ဆောင်ထုံးဖွဲ့တဲ့နေရာဖြစ်တာကြောင့်မကုဒ္ဒဗန္ဒနာအရက်လို့လည်းခေါ်ဆိုကြတယ်လို့သိရပါတယ်မြတ်စွာဘုရားပြိဋိဘံပြုပြီး9ရက်မြောက်တဲ့နေ့မှာဥရုဇယုတ်ကလတ်တော်ကိုမြို့ရဲ့တောင်ရက်မှာမိတကြိုကိုမန္လမင်းရှိဦးတို့ကမချီယာမှာမရနိုင်ပဲရှိခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့အရှင်အနုရုဒ္ဓမထေရအားမေးလျှောက်ချက်အရာနတ်တို့ရဲ့အလိုဆန္ဒအတိုင်းဥရုဇယုတ်ကလတ်တော်ကိုတည်ဆောင်ပြီးမြို့ရဲ့အရှိတကားမှထွက်ခါမင်းတို့မင်္ဂလာပြုရာဖြစ်တဲ့မကုတ္တဗန္ဒနာအရက်မှာအတောင်120မြင့်နဲ့စန္ဒကူးထင်းပုံထက်မှာတေဇောတဲ့လောင်ကျွမ်းစေခဲ့တာပဲဖြစ်ပါတယ်တေဇောတဲ့လောင်ကျွမ်းပြီးကိုတော်ရဲ့အသားအရည်နဲ့အယူတို့ဟာရွှေစင်တကွဲပလဲအုပ်လားချက်ရားစီအစင်းရှိတဲ့ဓာတ်တော်တို့အဖြစ်တည်ရှိခဲ့ကြကုန်ပါတယ်စန္ဒကူးထင်းပုံအားလုံးမီးလောင်ပြီးတဲ့အခါကောင်းငင်က၎င်းအင်ဂျင်ပင်ပြိုများရဲ့ခွာကြားမှ၎င်းထက်ဝင်းကျင်မြေပြင်မှ၎င်းရေအလင်းရေလုံးကြီးများထင်းပုံပေါ်ကိုဆွတ်ဖြန်းစေပြီးမိငိမ့်စေခဲ့ပါတယ်မြတ်စွာဘုရားရဲ့ဥရုဇယုတ်ကလတ်တော်ကိုတေဇောတဲ့လောင်ကျွမ်းပြီးတဲ့နောက်အဲ့ဒီနေရာမှာပဲဇေဒီတော်တည်ခဲ့တဲ့အတွက်ကြောင့်အင်္ဂါရဇေဒီမိသွေးဇေဒီလို့ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်လောကသုံးခွင်အကျွမ်းမရှိကုန်စင်တင်တင်လင်းလင်းသိမြင်တော်မူသောလောကဝိတုမြည်ပေအခုမြင်တွေ့ရတဲ့ဇေဒီကြီးကကုသိနာယုံနဲ့ဝေတာလီကြားမှာတည်ရှိတဲ့ကေစရိယဇေဒီတော်ကြီးဖြစ်ပါတယ်ဒီဇေဒီကြီးနေရာမှာမြတ်စွာဘုရားရှင်ဟာကာလမမင်းသားအပေါင်းတို့အားကာလမတုတ်တန်ဟောကြားခဲ့တဲ့နေရာဖြစ်ပါတယ်မြတ်စွာဘုရားသည်ကာလမသရုသားအားဗြဟ္မဏဝါဒီဂျိန်းဝါဒစသောဝါဒများနဲ့ပတ်သက်ပြီးယုံကြည်ကိုးကွယ်မှုအယူဝါဒကိုရွေးချယ်ရမှာတန်တရားဖြစ်နေခြင်းကလွတ်မြောက်ရေးအတွက်ကာလမတုတ်တန်ကိုဒီနေရာမှာဟောကြားတော်မူခဲ့ပါတယ်ဝေတာလီနဲ့ကီလိုမီတာ20ခန့်ကွာဝေးသောကုသိနာယုံနဲ့ဝေတာလီတို့သွားရလမ်းမှာအရင်ကကေတမုတ်တိနိုင်ငံလို့ခေါ်ဆိုခဲ့တဲ့နေရာပဲဖြစ်ပါတယ်ဒီဇေဒီတော်ကြီးကို
တိရိဓမ္မသောကမင်းကြီးတည်ထားကိုးကွယ်တော်မူခဲ့ပါတယ်ကာလာမမင်းသားတို့အားတဆင့်စကားကြားယုံများဖြင့်၎င်းမိမိတို့တင်ကြားယုံများဖြင့်၎င်းညီမြယုံများဖြင့်တော်၎င်းအချင်းအရာကြံစီမှုများနှင့်တော်၎င်းနှစ်သက်သောအယူများနှင့်တော်၎င်းဒုစရာထိုက်ယုံများနှင့်တော်၎င်းမယုံကြည်ကြနှင့်ကိုယ်ပိုင်ဉာဏ်ဖြင့်ဟုတ်၏မဟုတ်၏ကိုယ်ပိုင်ဉာဏ်ဖြင့်ကုသိုလ်အကုသိုလ်ဟု၍ပိုင်းခြားဝေဖန်သိရှိကြရန်တရားတော်များကိုဟောကြားတော်မူခဲ့ပါတယ်ဝေသာလီဟာတန်ဝေစနိယနဲ့အဝိဇဟိတဌာနများမှာပါဝင်ခြင်းမရှိပေမဲ့လည်းမြတ်ဗုဒ္ဓနဲ့သက်ဆိုင်တဲ့အဓိကနေရာတစ်ခုအဖြစ်ဗုဒ္ဓဝင်မှတ်တမ်းမှာပါရှိလိုနေပါတယ်မြတ်ဗုဒ္ဓလက်ထက်တော်အခါကဝေသာလီဟာအမတန်သားရာစီကားပြီးအချင်းချင်းညီညွတ်ကြတဲ့လိပ်ဆွေမင်းများအုပ်ချုပ်ခဲ့တဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်ဝေသာလီပြည်မှာကတ်ကြီး၃ပါးဆက်ရောက်တဲ့အခါဖျားရှင်ဟာနောက်ပါတန်ဃာတော်များနဲ့ကြွရောက်တော်မူကားအရှင်အာနန္ဒမထေရအားယရဏတုတ်ပရိတ်ကိုတင်ကြားပြသဟောကြားတော်မူပြီးဝေသာလီမြို့တတိုင်းသုံးတက်အကြားမှာရွတ်ဖတ်စီခဲ့ပါတယ်အရှင်အာနန္ဒာပရိတ်တော်ရွတ်ဖတ်လိုက်တဲ့အချိန်ကစပြီးကာယောဂါများကင်းဝေးခဲ့ပါတယ်ဒါကြောင့်လိပ်ဆွေမင်းတို့ဟာဖျားရှင်အားအလွန်ကြည်ညိုပြီးဝေသာလီပြည်မဟာဝုံတော်မှာဘူတာကာရကျောင်းတော်ကြီးကိုဆောက်လုပ်လှူဒန်းခဲ့ပါတယ်ဖျားရှင်ပြိဋိဘံဆံပြီးနှစ်အနေငယ်ကြားတဲ့အခါအဇာရတမင်းကြီးဟာဝေသာလီကိုမာဂရတိုင်းလက်အောက်ခံအဖြစ်သိမ်းပိုက်ခဲ့ပါတယ်သာသနာတော်နှစ်တရားရောက်တဲ့အခါမှာတော့ဝေသာလီပြည်မှာဂါလာတောကမင်းကြီးရဲ့အထောက်အပံ့နဲ့သာသနာတော်ရဲ့အသက်တပွဲဖြစ်တဲ့ပိဋကတ်တော်တို့ကိုယဟန္တာမထေပေါင်း900တို့စုယုံပြီးရှစ်လတိုင်းတိုင်းဒုတိယသင်္ဃာယနာတင်ခဲ့တာပဲဖြစ်ပါတယ်မိရင်းတော်ဂေါတမီရဲ့တောင်းပန်မှုကြောင့်ဘိက္ခုနီသာသနာကိုဒီဝေသာလီမှာခွင့်ပြုတော်မူခဲ့တာကြောင့်ဘိက္ခုနီဝိခွင့်ရခဲ့တဲ့နေရာလည်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီဝေသာလီပြည်ဟာသာသနာတော်မှာတမိုင်းဝင်နေရာတစ်ခုအဖြစ်တည်ရှိခဲ့တာပဲဖြစ်ပါတယ်ဝေသာလီကိုထူးခြားစွာတက်တည်ပြနေတာကတော့ဒီကနေ့ထိတိုင်အောင်မကြိုးမပယ်မပြတ်စီးပဲမမမတ်တည်ရှိနေတဲ့အာသောကမင်းကြီးရဲ့ရှင်သေးရုပ်ပါကြောက်တိုင်ကြီးပဲဖြစ်ပါတယ်ရှင်သေးရုပ်ပါရှိတဲ့ကြောက်တိုင်နဲ့ဇီရီတော်များကတော့အာသောကမင်းကြီးရဲ့ကောင်းမှုတော်လို့သိရပါတယ်ဝေသာလီပြည်မှာရှိတဲ့လိပ်ဆွေမင်းများဝေစုရတဲ့ဓာတ်တော်များကိုဌာပနာပြီးတည်ထားကိုးကွယ်ခဲ့တဲ့ဓာတ်တော်တိုက်နေရာပဲဖြစ်ပါတယ်။မြတ်ဗုဒ္ဓပြိဋိဘံစံပြီးကျွင်းကြံရစ်တဲ့ဖျားရှင်ရဲ့ဓာတ်တော်များကိုရှစ်ပြည်တော်မင်းတို့ရဲ့ဆရာဖြစ်တဲ့ဒေါနာပုံနာကြီးကဓာတ်တော်များကိုခွဲဝေပြီးတဲ့အခါလိပ်ဆွေမင်းများကဝေစုရတဲ့ဓာတ်တော်များကိုဌာပနာပြီးဒီနေရာမှာဓာတ်တော်တိုက်ဖြစ်တည်ထားကိုးကွယ်ခဲ့ပါတယ်။အရင်ကဒီနေရာမှာဇေဒီကြီးတဆူရှိပြီးအခုခါမှာတော့ဇေဒီနေရာဟာဂျိုင်းွက်ဖြစ်ပြီးနှိမ့်လို့နေပါတယ်ဇေဒီဟောင်းအုပ်ပုံကိုတန်တိုင်းများဖြင့်ကာယံထားကမိုးတံလေတံကာကွယ်ဖို့အတွက်တွပြားများမူထားပါတယ်ဒါကြောင့်ဒီနေရာဟာလေဖျားရှင်ရဲ့ဓာတ်တော်များထားရှိရာဓာတ်တော်တိုင်းနေရာဟောင်းဖြစ်တဲ့အတွက်လာရောက်ဖူးမြော်တဲ့နေရာတစ်ခုဖြစ်ပါတယ်Namo Namo 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 Swat ipi to pagwa misima paripara mega lanchi misima paripara mega lanchi နာလန္ဒာတက်သူတဲ့ဟာ
ဘာသာကြားတွေဖြစ်စည်းလို့ပျောက်ဆုံးပျက်စီးခဲ့တဲ့နာလန္ဒာတက္ကသိုလ်ကြီးရဲ့အစားအိန္ဒိယနိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်တဲ့ဒေါက်တာရာဇင်ဒရာပရာဆက်နဲ့အိန္ဒိယနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ပန်တိဂျဝါဟာလာနေရူးနဲ့အတူရဟန်းတော်တွေကဘိက္ခုဂရိတကတ္တဖတို့၃ဦးတိုင်ပင်ပြီးပြန်လည်တည်ဆောက်ထားတဲ့တက္ကသိုလ်ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာဗုဒ္ဓစာပေနဲ့ဗုဒ္ဓဘာသာပြန်လည်ရှင်သန်စေရန်ရည်ရွယ်ချက်နဲ့အတူဒီတက္ကသိုလ်ကြီးကို1950ခုနှစ်နိုဝင်ဘာလ20ရက်အင်္ဂါနေ့မှာအုတ်မြင့်ချတည်ထောင်ပေးခဲ့ပါတယ်။အခုဆိုရင်ဒီတက္ကသိုလ်ကြီးရဲ့တက်တန်းဟာဆယ်စုနှစ်များစွာကိုကျော်လာခဲ့ပြီဖြစ်ပါတယ်။ဖျားဖို့သူတော်ကောင်းများဟာအိန္ဒိယနိုင်ငံသို့ရောက်တုံးရောက်ခိုက်မှာပညာသင်ရဟန်းတော်များအားပညာပါရမီဖြည့်ရန်အလို့မှာလူဝဲဝတ္ထုစုစုတို့ကိုတွားရောက်လှူဒန်းခဲ့ကြတာဖြစ်ပါတယ်။ ရှိသောဘုရားဖွယ်ရာအပြာပြာတို့ကိုနိဗ္ဗာန်ရှိမှဒီရန်ပါ၏ရှင်ဘုရားဘုလိုယူတတ်သောဘုလိုတို့၏ဘုဘာဂတို့နှင့်သတ္တုထမ်းများနာကြပြီလျင်ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်သည်ကြပါစေကုန်သောအာဇာတမြာမြာဝီရောဘုရားဝါဘောသာဓုသာဓုသာဓုမြာဝီရောဘုရားဝါဘောသာဓုသာဓုသာဓုဘဝတုသဗ္ဗမင်္ဂလာရကတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓတုဘာဝေနာရာတုတိဘောတုတေဘဝတုသဗ္ဗမင်္ဂလာရကတုသဗ္ဗဒေဝတာသဗ္ဗဓမ္မာတုဘာဝေနာရာတုတိဘောတုတေဘဝတုသဗ္ဗမင်္ဂလာရကတုသဗ္ဗဒေဝတာသဗ္ဗသန္တာတုဘာဝေနာရာတုတိဘောတုတေ နာလန္ဒာတက္ကသိုလ်ကြီးကို1198ခုနှစ်မှာအရှင်နာဂအစ္ဆုလဆရာတော်နဲ့ကုမာရဗုဒ္ဓမင်းတို့ကတည်ထောင်ခဲ့ကြပါတယ်။ဒီနာလန္ဒာတက္ကသိုလ်ဟာအရှင်သာရိပုတ္တရာရဲ့ဇာတိနာလကရွာမှာတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ပို့ချသင်ကြားပေးတဲ့ဆရာပေါင်း300ခန့်ရှိပြီးနိုင်ငံစုံကလာရောက်ပညာသင်ယူတဲ့ကျောင်းသားပေါင်း1000ကျော်ရှိခဲ့တဲ့ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့ရှေးအုံဟောင်းတို့ကိုကြည်ချင်းအားဖြင့်ဒီကျောင်းတော်ကြီးဟာတစ်ချိန်လုံးကခမ်းနားစွာလက်ရာမြောက်စွာဖြင့်ဆောက်လုပ်ခဲ့တာကိုသိရှိနိုင်ပါတယ်။နာလန္ဒာတက္ကသိုလ်ကြီးဟာအလွန်ပင်ကြီးကျယ်ခမ်းနားလာတဲ့အတွက်ဘုရင်နန်းတော်များထက်ပင်ချိန်ရှားကြော်ကြားခဲ့တဲ့နေရာဖြစ်ခဲ့တယ်လို့ဆိုခဲ့ကြပါတယ်။တစ်ချိန်ကနန်းတော်ကြီးတမျှကြီးကျယ်ခမ်းနားလာတဲ့ဒီတက္ကသိုလ်ကြီးဟာ1203ခုနှစ်မှာဘာသာကြားတို့ရဲ့မိရှုဖျက်ဆီးခြင်းကိုခံခဲ့ရပြီးပျက်စီးခဲ့ရတာဖြစ်ပါတယ်။နာလန္ဒာကျောင်းတော်ကြီးဟာမဟာပညာအကျော်တို့ရဲ့စာပေနဲ့အတုပညာသင်ကြားပို့ချရာဌာနအဖြစ်
ကြော်ကြားခဲ့တဲ့နေရာလေးဖြစ်ပါတယ်မြတ်ဗုဒ္ဓဟာဒီနန္ဒနာမြို့ကိုမကြာခဏကြွရောက်တော်မူပြီးတရားဓမ္မများဟောကြားတော်မူခဲ့တယ်လို့သမိုင်းမှတ်တမ်းများအရသိရှိရပါတယ်ယူနက်စကိုအမွေနှစ်ကိုတော့2016မှာယူနက်စကိုအမွေနှစ်ဝင်ခဲ့တယ်ပေါ့နော်ယဉ်ကျေးမှုအမွေနှစ်ဝင်ခဲ့တယ်ဆွမ်းနာပြောလို့ပဲဒီတက်ကရိုမှာရှိတဲ့ဆရာပေါင်းမြောင်များစွာကျောင်းသူကျောင်းသားပေါင်းမြောင်များစွာကြီးအသက်တွေစရိပ်ပြီးတော့ပေးဆက်ခဲ့ရတာအလွန်မတန်မှဝမ်းနဲ့ကြည်ကွဲပဲကောင်းတယ်အဲ့တော့ဒီနေရာမှာရောက်တဲ့ခါမှာဘုန်းတို့ဘာထူးကြလဲဆိုလို့ရှိရင်ရှင်သာရိပုတ္တရာတို့အကြောင်းအရာတွေရှင်မောဂလန်တို့အကြောင်းအရာတွေရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်ကဒီကနာလပုံနာရွာဒီကနေရာဇာတိတွေပဲเนาะအဲ့တော့ရှင်သာရိပုတ္တရာမွေးဖွားတဲ့နေရာပြိဋိဘံပြုတဲ့နေရာလည်းရှိတယ်နာလန္ဒာတက္ကသိုလ်တွင်ကအရှင်သာရိပုတ္တရာအထိတ်အမှတ်စီတီတော်ကြီးပဲဖြစ်ပါတယ်အရှင်သာရိပုတ္တရာလောင်းနေရာဟာဒီနေရာမှာဖွားမြင်တော်မူခဲ့တယ်လို့ဒီနေရာမှာပဲပြိဋိဘံပြုတော်မူခဲ့တာဖြစ်ပါတယ်အရှင်သာရိပုတ္တရာမှာညီဖြစ်သူ3ဦးနဲ့ညီမဖြစ်သူ3ဦးရှိပြီးအားလုံးဟာယဟန္တာများသာဖြစ်ကြပါတယ်မေတော်ဖြစ်တဲ့ရူပတာရီပုံလေးမကြီးကမိစ္ဆာယူရှိတာကြောင့်နောက်ဆုံးပြိဋိဘံပြုကာနီးမှာမေတော်ကြီးရှိရာသို့ကြွတော်မူကားခြေချစ်တော်မူပြီးမှဖွားတော်မူရာတိုက်ခန်းနေရာမှာပြိဋိဘံဆန်တော်မူခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အထိတ်အမှတ်နေတဲ့ဒီနေရာမှာဇေဒီတော်ကြီးတဆူကိုခမ်းညားစွာတည်ထားခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့အဂတာဝကမဟာတာဝကတွေကဘုရားရှင်ပြိဋိဘံပြုကန်နေသူတို့တွေရဲ့ပြိဋိဘံပြုရတယ်။အဲ့တော့ရှင်သာရိပုတ္တရာမြတ်စွာဘုရားရှင်ပြိဋိဘံမပြုခင်10လအလိုမှာပြိဋိဘံပြုတယ်။မြတ်စွာဘုရားကိုလျှောက်တယ်ဘုန်းတော်ကြီးတော်မူတော်မြတ်စွာဘုရားဖရားတပည့်တော်ဇီဝေန္ဒြေချုပ်ပါတော်ပြိဋိဘံပြုပါတော်မယ်တွားလျှောက်တာမြတ်စွာဘုရားရှင်ကစိတ်ပဲနေတယ်ဝန်ခံလိုက်တာတော့မဟုတ်ဘူးသူကိုယ်တိုင်လည်းသားလို့မရဘူးရှင်သာရိပုတ္တရာလည်းသူကိုယ်တိုင်သားလို့မရဘူးဒီကပြိဋိဘံပြုထုံးစံရှိတဲ့အရာတွေပေါ့အဲဒီတော့ကြောင့်မြတ်စွာဘုရားရှင်ကိုရှင်သာရိပုတ္တရာကဝတ်ဖြစ်ပြီးတဲ့အခါမှာဒီမှာကြွမယ်ပေါ့မြတ်စွာဘုရားကမေးတယ်ရှင်သာရိပုတ္တရာဘယ်မှာကြွပြီးတော့ပြိဋိဘံပြုမှာလဲခေါင်းချမှာလဲမေးတော့ဘုရားတပည့်တော်မွေးဖွားခဲ့တဲ့အမိရဲ့တိုက်ခန်းမှာပဲပြန်လဲပြိဋိဘံပြုတယ်နာလန္ဒာတက္ကသိုလ်ဝင်းအတွင်းမှာကျောင်းနဲ့သားဖြင့်ထုလုပ်ပူဇော်ထားတဲ့ဗုဒ္ဓရုပ်ပွားတော်ဖြစ်ပါတယ်။ဒီရုပ်ပွားတော်ဟာနာလန္ဒာတက္ကသိုလ်ကြီးနဲ့အတူဖျက်ဆီးခံခဲ့ရတော့လဲအနှဲငယ်သာပျက်စီးခဲ့ပြီးအကောင်းပကတိအတိုင်းကြန့်ရှိနေတဲ့ဗုဒ္ဓရုပ်ပွားတော်ဖြစ်ပါတယ်။ဒေသခံများကလည်းဒီဗုဒ္ဓရုပ်ပွားတော်ကိုဆုတောင်းပြည့်တယ်လို့ယုံကြည်ပြီးလာရောက်ဖူးမြော်နေကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဗိမိတာရမင်းကြီးရဲ့ကောင်းမှုတော်ဖြစ်တဲ့ဝေလူဝံကျောင်းတော်ရာပဲဖြစ်ပါတယ်။ဒီဝေလူဝံကျောင်းတော်ကြီးဟာမြတ်ဗုဒ္ဓရဲ့သာသနာတော်မှာပထမဆုံးပေါ်ပေါက်ခဲ့တဲ့ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်။ဒါကြောင့်လဲမြတ်ဗုဒ္ဓသာသနာတော်မှာကျောင်းတော်အစဝေလူဝံကားလို့အဆိုရှိခဲ့ကြပါတယ်။ဗိမိတာရမင်းကြီးရဲ့အတိတ်ဘဝကရွှေမျိုးပိတ်တာတွေကိုလည်းဒီဝေလူဝံကျောင်းတော်ကြီးထဲမှာပဲအလူဒါနပြုတာအမျှအတန်းများပေးဝေပြီးကြွတန်းဝင်စေခဲ့ပါတယ်။မြတ်စွာဘုရားရဲ့အက္ခတာဝကနှစ်ပါးဖြစ်တဲ့အရှင်သာရိပုတ္တရာနဲ့အရှင်မဟာမောဂလန်မထေရနှစ်ပါးတို့ကလည်းဝေလူဝံကျောင်းတော်ရာအတွင်းမှာဘုရားရှင်နဲ့တွေ့ဆုံပြီးကဟန္တာဖြစ်ခဲ့တာအက္ခတာဝကရာထူးကိုအသီးသီးချီးမြှင့်ခံခဲ့ကြရပါတယ်။အင်မတန်မှရုပ်လှကိုမမောခဲ့တဲ့ဗိမိတာရမင်းကြီးရဲ့ပြည့်ပြေကောင်ကြီးခေမာမီဘုရားဟာလည်းဒီဝေလူဝံကျောင်းတော်တွင်မှာပဲအကျွတ်တရားရခဲ့တာဖြစ်ပါတယ်။သာသနာတော်အတွက်အရေးပါလာတဲ့
ဩဝါဒပါတိမောက်ကိုလည်းဒီကျောင်းတော်အတွင်းမှာပဲပထမဆုံးပြတော်မူခဲ့တာဖြစ်ပါတယ်ဒီအိမ်ကတော့ရှစ်နှစ်တွေကိုအစာကျွေးရာဘေးမဲ့ပေးထားတဲ့ရေအိမ်ကြီးပဲဖြစ်ပါတယ်။ထို့တုန်းကဒီနေရာဟာဝေလူဝနလို့ခေါ်တဲ့ဝါတော်ကြီးပဲဖြစ်ပါတယ်။ဝေလူဝနဆိုတာကတော့ဝါတော်လို့သိတယ်ရပါတယ်။ဒီနေရာမှာမင်းသားတစ်ပါးဟာသူ့ရဲ့တပ်နဲ့꿰ပြီးရောက်လာပြီးတဲ့နောက်မောပန်းကအိပ်ပျော်လို့သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာငွေဟောက်တစ်ကောင်ရောက်လာပြီးပေါက်မဲ့ပြင်းတဲ့အခါရုပ်ကစိုးနတ်ကရှစ်နဲ့ရောင်ဆောင်ပြီး6လံပြေးခဲ့ပါတယ်။ဒီလိုနဲ့ပဲမင်းသားဟာရှစ်နဲ့ကိုသူ့ရဲ့အသက်သခင်ကျေးဇူးရှင်လို့သတ်မှတ်ခဲ့ပါတယ်။အဲ့ဒီမင်းသားဟာဘယင်ဖြစ်လာတဲ့အခါမှာတော့ဒီနေရာကိုရှစ်နဲ့များအားလုံးဝတပ်ဖြတ်ခြင်းမပြုရဘဲအစာကျွေးကဆောင်းရှောက်ပြီးဘေးမဲ့ပြေးခဲ့ပါတယ်။ဒါကြောင့်ဒီနေရာကိုရှစ်နဲ့ရေကန်လို့ခေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီနေရာကတော့မြတ်ဗုဒ္ဓဩဝါဒပါတိမောက်ပြရာနေရာဖြစ်ပါတယ်။မြတ်ဗုဒ္ဓသာသနာတော်မှာဩဝါဒပါတိမောက်နဲ့အာနာပါတိမောက်ဆိုပြီးပါတိမောက်နှမျိုးရှိပါတယ်။တက်တန်းတူတောင်းတဲ့ဘုရားရှင်တို့ရဲ့သာသနာမှာပရမဘောဓိလို့ခေါ်တဲ့ဝါတော်20အတွင်းမှာပဲဩဝါဒပါတိမောက်ကိုသာပြတော်မူခဲ့တာဖြစ်ပါတယ်။တက်တော်ရှင်ဘုရားတို့ရဲ့သာသနာမှာတော့ဩဝါဒပါတိမောက်တစ်မျိုးတည်းကိုသာသာသနာဆုံးသည့်တိုင်အောင်ပြတော်မူခဲ့ကြပါတယ်။ဩဝါဒပါတိမောက်ပြဖို့အတွက်တဘူရဲလာပြီးနေဖြစ်ခြင်းအင်းကြီးဘိက္ခုယဟန္တာကြီးသာဖြစ်ရခြင်းအလုံးဟာပရိသံပိတာပတ္တသလာပိညယဟန္တာကြီးသာဖြစ်ရခြင်းဘယ်သူကမှမပင်မပိတ်ပဲအလိုလျောက်စုဝေးပြီးခြင်းဆိုတဲ့အချက်၄ချက်နဲ့ပြည့်စုံမှသာဒီဩဝါဒပါတိမောက်ကိုပြရတာဖြစ်ပါတယ်။မဟာတက္ကရီ103ခုနှစ်တဘူရဲလာပြီးညနေပိုင်းမှာတော့ဒီအင်္ဂါ၄ချက်နဲ့ပြည့်စုံတဲ့အတွက်မြတ်ဗုဒ္ဓဟာဒီနေရာမှာဩဝါဒပါတိမောက်ကိုပြတော်မူခဲ့တာဖြစ်ပါတယ်။ဩဝါဒပါတိမောက်ဆိုတာကတော့တပ္ပပပတ္တအကရဏံကုတလတ္တဥပတမရာသစိတ်တပရိယောဓပနံဧတံဗုဒ္ဓနာသာသနံဆိုတဲ့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဘုရားတိုင်းသာဟောမိတ်မှာသုံးဖြာဤစကားဆိုတဲ့အဓိပ္ပာယ်ကိုဖြစ်ပါတယ်။ငါတူထမြအမြရကြ၍ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်တော်ကုသိုလ်အမြပြုတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြပြုတော်မူကြပါကုန်တော်သာဓုသာဓုသာဓုဝေဘာရတောင်ခြေမှာရှိတဲ့ဟိန္ဒူဘာသာဝင်များဇက်အလိုက်ရေးချိုးကြတဲ့ရေဘူးစမ်းဖြစ်ပါတယ်။အိန္ဒိယလူမျိုးတွေဟာအဲ့ဒီရေဘူးစမ်းမှာရေးချိုးတဲ့အခါယောဂဗျာများကင်းစင်တယ်လို့အယူရှိခဲ့ကြပါတယ်။ဟိန္ဒူဘာသာဝင်တို့ရဲ့ဇက်ခွဲခြားမှုအရရေဘူးစမ်းမှာရေးချိုးမဲ့နေရာကိုအဆင့်၃ဆင့်ခွဲခြားပြီး၃ခုပြုလုပ်လို့ထားပါတယ်။အဲ့ဒီလိုဇက်လိုက်ကန့်သက်ချက်တွေရှိတာကိုကြည့်ချင်းအားဖြင့်အိန္ဒိယနိုင်ငံဟာဒီကနေ့ထိတိုင်အောင်ဇက်ဝါဒကြီးစိုးနေတာကိုလည်းတွေ့မြင်ခဲ့ကြရပါတယ်အခုမြင်တွေ့နေရတဲ့နေရာကတော့အရှင်မဟာကတ္တဗမထေရသတင်းသုံးတော်မူခဲ့တဲ့ပိပလိလှိုင်ကူပဲဖြစ်ပါတယ်အရှင်မဟာကတ္တဗသတင်းသုံးနေထိုင်ခြင်းကိုအကြောင်းပြုပြီးင
ငယ်နာမည်ပိတ်ပလီကိုဆွဲပြုကာပိတ်ပလီလှိုင်ကူလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကအရှင်မဟာကတ္တဗကိုဒုတင်္ဂဒရဣတတဲ့ချင်းမြင့်တော်မူပြီးတတိယတာဝကနေရာမှာထားတော်မူခဲ့ပါတယ်ဒီနေရာမှာအရှင်မဟာကတ္တဗမထေရကြီးမမမကျန်းဖြစ်တဲ့အခါမှာဘုရားရှင်ကိုယ်တော်တိုင်ကြွရောက်တော်မူလာပြီးကတ္တဗဘုဇင်တုတ်ကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်အရှင်မဟာကတ္တဗဟာဘုရားရှင်ပြိဋိဘံဆံတော်မူပြီးတဲ့နောက်ဗုဒ္ဓသာသနာတော်ကိုပခုံးပြောင်းတာဝန်ယူခဲ့ပြီးဥဆောင်ခဲ့ကပရမသင်္ဃာယနာကိုတင်တော်မူခဲ့ပါတယ်ဗိမိတာရမင်းကြီးရဲ့စွန်ဗန္ဒာတိုက်ဟာဝေဘာရတောင်ခြေမှာတည်ရှိပြီးကြောက်တောင်ကိုထွင်းထူထားကလေးတောင်ကြကြအုတ်တိုက်တစ်ဖွဲထွင်းထားတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။စွန်ဗန္ဒာဆိုတာရွှေတိုက်လိုအဓိပ္ပာယ်ရပါတယ်။ဗိမိတာရမင်းကြီးလက်ထက်အခါကသူ့ရဲ့ရွှေငွေဗန္ဒာတော်များထားရှိတဲ့နေရာပဲဖြစ်ပါတယ်။ဗိမိတာရမင်းကြီးရဲ့စွန်ဗန္ဒာတိုက်ဟာဆိုရင်ဖြင့်နှစ်ပေါင်း2500ကျော်ပြီးဖြစ်တာကြောင့်တန်ဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပါတယ်ရာဇဂိုပြည့်ရှင်ဘရင်အစာရတ္တမင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ဓာတ်တော်တိုက်နေရာဟောင်းဖြစ်ပါတယ်။မြတ်ဗုဒ္ဓပြိဋိဘံဆံပြီးတဲ့နောက်အစာရတ္တမင်းကြီးဟာသူ့ရဲ့ဝေစုရဓာတ်တော်တွေကိုဌာပနာပြီးဒီနေရာမှာကြောက်စီတီကိုတည်ထားကိုးကွယ်ခဲ့ပါတယ်။မြတ်ဗုဒ္ဓပြိဋိဘံဆံပြီးတဲ့နောက်ပိုင်းအရှင်မဟာကတ္တဗမထေရကြီးဟာအနာဂရဏတဉာဏ်ဖြင့်ဆင်ញင်တော်မူလိုက်တဲ့အခါမှာဗုဒ္ဓဓာတ်တော်တွေရဲ့အန္တရာယ်ကိုမြင်တော်မူခဲ့ပါတယ်။ဒါကြောင့်အဇာရတမင်းကြီးနဲ့တိုင်ပင်ကနဂါးတို့စောင့်ရှောက်သောဓာတ်တော်များမှလွဲပြီးကျန်တဲ့ဓာတ်တော်များကိုကိုးကွယ်ပူဇော်ရယုံအနှဲငယ်သာခြံထားပြီးတကိုးတော်ဖြင့်ယူဆောင်တော်မူခဲ့ပါတယ်။အရှင်မဟာကတ္တဗမထေရယူဆောင်လာခဲ့တဲ့ဓာတ်တော်တွေကိုအခုမြင်တွေ့ရတဲ့နေရာမှာအတောင်60နဲ့တူပြီးဆက်ရန်တရားများတက်ဆင်ကအပေါ်မှာကြောက်စီတီတီကပူဇော်ခဲ့ပါတယ်။သာသနာနှစ်218ခုနှစ်မှာတိရိဓမ္မသောကမင်းကြီးဗန်းတက်ပြီးတဲ့အခါဒီနေရာကဓာတ်တော်တွေကိုတူဖော်ပြီးဇေဒီပေါင်း8400တည်ထားတော်မူရာမှာဌာပနာခဲ့တာပဲဖြစ်ပါတယ်ဗိမိတာရမင်းကြီးအကျဉ်းချခံရတဲ့နေရာဟာအခုတွေ့နေရတဲ့အတိုင်းနိုင်ငံလေးဘက်စလုံးမှာကြောက်တုံးတွေနဲ့တုံးပေကန်ကာယံထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။စတူယန်ပီ221ပေရှိတယ်လို့သိရပါတယ်။ခမည်းတော်ဗိမိတာရမင်းကြီးဟာသားတော်အဇာတတကဒီဝရရဲ့စေခိုင်းမှုကြောင့်ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။အဇာတတကခမည်းတော်ကြီးအားအစာရေစာမကျွေးဘဲချုံနှောင်ထားခဲ့တဲ့အတွက်ဝေရိဟီမိဖုရားကြီးကအစာရေစာများကိုတိတ်တဆိတ်ကျွေးခဲ့တဲ့နေရာလည်းပဲဖြစ်ပါတယ်။ဒီအကြောင်းကိုအဇာတတသိတဲ့အခါမိဖုရားကြီးကိုလည်းတွေးခွင့်မပေးကတားမြစ်ခဲ့ပါတယ်။မင်းကြီးဟာအစာရေစာမစားရပေမဲ့လည်းဒီနေရာကနေ
မြတ်စွာဘုရားတရင်သုံးတော်မူရာဂိတ်ကုတောင်တော်ကိုစိတ်ကနေမှန်းမြော်ဖူးရင်းဈေးညံလျှောက်ခါမက်ဖို့ချမ်းသာကိုခံစားတော်မူခဲ့ပါတယ်။ဒါကြောင့်ဒီနေရာဟာတားရဲ့ရက်ဆက်မှုကိုခွင့်လွှတ်နိုင်တဲ့ကြီးမားတဲ့ဖခင်မြတ်တာနဲ့လင်သားအပေါ်မှာသစ္စာစောင့်တည်တဲ့မိဖုရားလောကီဂုံရှိန်စည်းစိမ်တို့အတွက်ကဘာတုံအောင်ရက်ဆက်ခဲ့တဲ့အစာတသက်တို့ရဲ့ကြေကွဲဝမ်းနည်းမှုများကြုံခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ဆေးဆရာကြီးဇီဝကရဲ့တရက်ဥယျာဉ်ကျောင်းတော်ရာလို့ဆိုတဲ့နေရာကိုလည်းအခုလိုတွေ့မြင်ခဲ့ရပါတယ်။မြတ်ဗုဒ္ဓလက်ထက်တော်အခါကဆေးဆရာတဦးဖြစ်တဲ့သမားတော်ဇီဝကဟာသူပိုင်ဆိုင်တဲ့အမ္ဘဝနတရက်ဥယျာဉ်တော်ကိုမြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်များတရင်သုံးရန်အတွက်အဲ့ဒီဥယျာဉ်နေရာမှာကျောင်းဆောက်လုပ်လှူဒန်းခဲ့ပါတယ်။အဇာတတမင်းဟာခမည်းတော်ဗိမိတာရမင်းကြီးအားတမ်းမိခဲ့တဲ့အတွက်ကြောင့်နှောင့်နှရပြီးပူဆွေးစိတ်နဲ့တောကရောက်ခဲ့ရပါတယ်။ဒါကြောင့်တစောင်းမုံနာပြည့်နေ့ညမှာအဇတတမင်းအားဆရာဇီဝကဖျားရှင်ရှိရာတရက်ဥယျာဉ်တော်သို့ခေါ်ဆောင်လာခဲ့ပါတယ်။ဖျားရှင်ကအဇတတမင်းအားတာမညဖလတုတ်တော်ကိုဟောကြားတော်မူခဲ့ပါတယ်။နောက်ပိုင်းမှာတော့အဇတတမင်းကြီးဟာသာသနာတော်အတွက်များစွာသောအထောက်အပံ့တို့ကိုပေးကာထင်ရှားကြော်ကြားခဲ့ပါတယ်။ဒါကြောင့်ဒီတရက်ဥယျာဉ်ကျောင်းတော်ရာဟာအဖသက်မင်းကနေသာသနာဒါယကအဇာတတမင်းအဖြစ်သို့ကူးပြောင်းစေခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ Mimi no 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 ne ya no ya na ya ne ya ne do no no ba Yoga ga ni shoni na ma mya ni do no da ma ya ni na ba Buddha na ne ni ya sho ya ni na de do ana da da na da do Mimi no 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 ko do ga ni no no ji du da ko ni ni ma bo ya ma du du na doဒီလိုစဉ်ဒါရမမ်းများပြကြပါစေ။ယံပန္တိယံပန္တိသံဃာရဘုရားဒုက္ခတော်ဘုရားဒုက္ခတော်ဝန္နာထာယဝန္နာထာယဣမံဣ
ဝိရွှရှန်ဒီဇီဒီတော်ကြီးကိုဂျပန်နိုင်ငံသားဗုဒ္ဓဘာသာယဟန်တော်အရှင်ဖီကြီးကလှူဒန်းထားတာဖြစ်ပြီးကမ္ဘာငြိမ်းချမ်းရေးဇီဒီလို့လည်းခေါ်ဆိုကြပါတယ်ဝိရွှရှန်ဒီဆိုတာကတော့ဝိရွှကမ္ဘာရှန်ဒီငြိမ်းချမ်းခြင်းလို့ဆိုတာကြောင့်ကမ္ဘာငြိမ်းချမ်းရေးဇီဒီလို့ခေါ်ဆိုကြတာဖြစ်ပါတယ်ဇီဒီတော်ကြီးရဲ့လေးမျက်နှာမှာဖျားရှင်ရဲ့တန်ဝေစရိယလေးဌာနဖြစ်တဲ့ဖွားပွင့်ဟောဆန်အလိုက်ပုံတော်များထုလုပ်ထားတာကိုလည်းဖူးတွေ့ရမှာဖြစ်ပါတယ်ဇီဒီတော်ရဲ့ရင်ပြင်ကနေမြတ်စွာဘုရားသတင်းသုံးတော်မူခဲ့တဲ့ဂိတ်စကုတ်တောင်ထိပ်မှာရှိတဲ့မူလကန္နာကုရီကျောင်းတော်ရာကိုလည်းဖျားဖူးများအဝေးကနေရီမှန်း၍ဖူးမြော်ခဲ့ကြပါတယ်ဒီနေရာဟာဂိတ်စကုတ်တောင်ထိပ်မှာရှိတဲ့မြတ်စွာဘုရားသတင်းသုံးတော်မူခဲ့တဲ့မူလကန္နာကုရီတိုက်ကျောင်းတော်နေရာဖြစ်ပါတယ်။တောင်ထိပ်မှာကြီးမားတဲ့ကြောက်တုံးကြီးတွေပေါ်ထွက်နေတဲ့အတွက်အဝေးကနေလှမ်းကြည့်ရင်လင်းနာကြီးများနားနေတဲ့အသွင်ထင်ရမှာဖြစ်ပါတယ်။ဂိတ်စာဆိုတာကလင်းနာဖြစ်ပြီးကုတဆိုတာကတောင်ထွတ်ဖြစ်တာကြောင့်ဂိတ်စကုတ်တောင်လို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ဒီဂိတ်စကုတ်တောင်ထိပ်ကျောင်းတော်ရာမှာပဲမြတ်ဗုဒ္ဓဟာမြင့်စုတကသတို့သားကိုပရိမိတ်တဇာလတုတ်ဟောကြားမိန့်ချွေခဲ့ပါတယ်အခုမြင်တွေ့နေရတဲ့နေရာကတော့ရာစကြိုမြို့မှာရှိတဲ့ကြောက်တုံးများမှာအရာထင်နေတဲ့လှဲပင်းရာတွေပဲဖြစ်ပါတယ်ဖျားရှင်လက်ထက်ကရာဇဂိုပြည်တာဝတိပြည်ဝေသာလီပြည်အစရှိတဲ့မင်းနေပြည်တော်တွေကိုဂုံတွေတွေကုန်ကူးတဲ့အခါမှာချင်းချန်ရစ်ခဲ့တဲ့လှဲပင်းရာတွေပဲဖြစ်ပါတယ်ဒီနေရာကတော့သူဇာရာတထေသမီးကကနာနိုစွန်းထူထမ်းတဲ့နေရာပဲဖြစ်ပါတယ်ဖျားလောင်းတော်ဟာမဟာတက္ကရီ103ခုကစုံလာဆန်း14ရက်နေ့ညမှာ
အိမ်မက်ကြီး၅ပါးကိုမြင်မဲ့တော်မူခဲ့ပြီးငါသည်ယနေ့စင်စစ်ဖျားဖြစ်ရမည်ဟုဆုံးဖြတ်တော်မူခဲ့ကကစုံလားပြည့်နေ့မနေ့စောစောမှာပဲသေနာနီကုန်းရွာကြီးစီကြွချီတော်မူခဲ့ပါတယ်ဆုံးခံဝင်ဖို့အချိန်စောနေသေးတဲ့အတွက်ရွာဦးမှာရှိတဲ့ညောင်ပင်ရင်းမှာထိုင်တော်မူပြီးထွန်းလင်းသောကိုရောင်ကိုဖြစ်စေလျက်ထိုင်နေတော်မူခဲ့ပါတယ်အဲ့ဒီအချိန်သေနာနီကုန်းရွာကြီးအတွင်းကသူဇာတာအမည်ရှိတဲ့တထေသမီးဟာညောင်မင်းစောက်နတ်အားနှစ်စဉ်ပေးဆက်မြဲကနာနိုစွန်းကပ်ဖို့အတွက်ထွက်လာခဲ့ပါတယ်ဖျားလောင်းကိုတွေ့တဲ့အခါမှာတော့ညောင်မင်းစောက်နတ်အမှတ်နဲ့ဝမ်းသာအားရတသိန်းတန်သောရွှေခွက်နဲ့တကွကနာနိုစွမ်းကိုဒီနေရာမှာစက္ကန့်လှူဒန်းခဲ့တာဖြစ်ပါတယ်ဒီနေရာကတော့ဖျားလောင်းတော်အားမျက်ရည်သမားတုတ်ချီယာကမျက်ရှိစုပ်ထူထမ်းခဲ့တဲ့နေရာပဲဖြစ်ပါတယ်ဖျားလောင်းတော်ဟာသူ့စာတာလှူဒန်းတဲ့ကနာနိုစွန်းကိုဖုံးပေးသုံးဆောင်တော်မူပြီးနေရင်စရာမြစ်မှာရွှေခွက်အားအတိတ်ထံကရေမျောခဲ့ပါတယ်အဲ့ဒီနောက်နေရင်စရာမြစ်အနီးအင်ဂျင်တော်မှာနေတန်တော်မူပြီးညချမ်းခါမှာဘော်ဒီမန်နိုင်တို့ကြွချီတော်မူတဲ့အတွက်တောတိယကဒီနေရာမှာမျက်ရှိစုပ်ကိုလှူဒန်းခဲ့တာပဲဖြစ်ပါတယ်အခုမြင်နေရတာကတော့ဖျားဖြစ်မဲ့နေ့မှာတသိန်းတန်ရွှေခွက်နဲ့တကွကနာနိုစွမ်းကိုစက္ကပ်တော်မူခဲ့တဲ့သူဇာတာတထေသမီးရဲ့နေအိမ်နေရာပဲဖြစ်ပါတယ်ဒီနေရာဟာဖျားရှင်လက်ထက်ကသေနာနီကုန်းရွာကြီးဖြစ်ပါတယ်သူဇာတာတထေသမီးဟာရောင်မင်းစောက်နတ်အားကနာနိုစွမ်းဖြင့်ဗလိနတ်စာတင်ဖို့အတွက်နွားမတစ်ထောင်ကိုနွယ်ကြိုတော်ထဲမှာကြောင်ထားခဲ့ပါတယ်အဲ့ဒီတစ်ထောင်သောနွားမတွေကို9စုခွဲပြီး200သောနွားမတို့ကိုတိုက်ကျွေးခဲ့ပါတယ်။အဲ့ဒီ200သောနွားမတို့ကိုလည်းအစစ်စစ်ခွဲကာနောက်ဆုံးကြံတဲ့နွားမ8ကောင်ရဲ့နှိုးရည်ဖြင့်သာကနာနိုစွမ်းကိုစီရင်ခဲ့ပါတယ်။ဓမ္မမင်း၄ပါးနဲ့တရားမင်းတို့ကစောက်ရှောက်ပြီး1000သောစကြဝဠာမှာလက်ပြမပေါင်းတို့ကနတ်ဩဇာတွေကိုထည့်သွင်းပြီးချက်ခဲ့တာပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာရှိတဲ့ဂမကုရဗုဒ္ဓရုပ်ပွားတော်ကြီးနဲ့ဘုံစံလူထုလုပ်ထားတဲ့ဂမကုရဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ဒီရုပ်ပွားတော်ကြီးဟာပေ80ရှိပြီးရုပ်ပွားတော်ကြီးရဲ့ဘေးဘက်မှာတော့မဟာတာဝကတို့ရဲ့ပုံတော်တွေကိုလည်းလက်တော်မူပုံတော်များဖြင့်ထုလုပ်ပူဇော်ထားတာကိုလည်းအခုလိုဖူးမြော်ခဲ့ကြရပါတယ်။
သက်သာဘုရားရှင်သစ္စာလေးပါးကိုဒီမြောက်မူရာဘုရားကရာမြည်မြတ်မဟာရှိမြမကျောင်းတိုက်၌မိမိတို့တော်တော်များများဘုရားတရားတို့လူများချင်းပြီးတော့ဒါနကုသိုလ်ကောင်းမှုပဲစေရနာဤသို့ကောင်းရများမြတ်သောကုသိုလ်ကောင်းမှုပဲစေရနာဖြာဖြာတို့ကြောင့်မိမိတို့ဒီလိုလာတောင်းတပန်းစင်အပ်မြတ်သောအတ္တိကတတဲ့ပရမတ္ထနိဗ္ဗာန်ကိုလင်းမြဲစွာရအောင်ရအောင်မြတ်သောကျိုးကိုပါရုံနေတဲ့သူတော်ကောင်းများကြပါစေ
Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. Happy birthday. Birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you.တော်တို့သည်ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူအပ်ခဲ့သည့်ဒေသနာများကိုနာကြားမှတ်ယူလျက်ဗုဒ္ဓဘုရားရှင်ပြိဋိနိဗ္ဗာန်ဇံဝင်တော်မူပြီးသည့်ကာလကြာတော်ညာလဲဗုဒ္ဓအရှင်သဗ္ဗညုရွှေဉာဏ်တော်ရတော်မူရာမဟာဗောဓိဌာနဖြစ်တဲ့နေရာကိုရောက်ရှိ၍တော်၎င်းမရောက်ရှိနိုင်တော်ညာလဲအစဉ်အားဖြင့်ကြည်နူးပြီးရည်စူးလိုဖူးမြော်လျက်ပါဗျာဌာနကိုအစီရင်ကပင်အရှင်ဘုရားထင်ရှားရှိနေသလိုပဲ